အားလုံးပဲမင်္ဂလာပါ Fola Creation ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ Facebook မှာရော YouTube မှာရောခက်စားနေတဲ့ Gavely ကာတွင်းပုံလေးတွေလုပ်တဲ့နည်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က Gavely ကာတွင်းလုပ်ဖို့ဆိုလို့ရှိရင်ဒီ website တွေအများကြီးသုံးလို့ရတယ်ပေါ့နော်ကျွန်တော်သုံးတဲ့ website နှစ်ခုကတော့ဒီ ChatGPT နဲ့ CRAI ဆိုတဲ့ website နှစ်ခုပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ Gavely ကာတွင်းပုံလေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတာ CRAI နဲ့ကျွန်တော်စမ်းပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် CRAI နဲ့ကိုဝင်ဖို့အတွက်ကျွန်တော်တို့ကChrome browser လေးကိုအရင်ဝင်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ search bar မှာဘယ်လိုရှာမှလဲဆိုတော့ SEAART ပေါ့နော် CR.AI ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီလိုမျိုးလေးရောက်လာပြီဆိုလို့ရှိရင်ခဏဆောင်ပေးလိုက်ပါနော်အဲ့ဒီမှာကျွန်တော်တို့က CRAI မှာပေါ့နော် troll တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီ troll တွေအများကြီးရှိတဲ့အထက်မှာကျွန်တော်တို့ဒီ Gavely ကာတွင်းပုံလုပ်တဲ့ဟာကိုအရှိဆုံးမှာပြထားရပါတော့ဘာလို့လဲဆိုတော့အခုအချိန်မှာကဒီ Facebook မှာရောဒီ YouTube မှာရောထားဒီကာတွင်းပုံလုပ်ထားလေးတွေကတော်တော်လေးကိုခက်စားနေရပါတော့အဲဆိုရင်ကျွန်တော်တို့ဒီ Studio Gavely ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့ပြီးရင်ကျွန်တော်တို့ကဒီအောက်မှာ generate ဆိုတာလေးရှိပါတယ်အဲ generate ဆိုတာလေးကိုနှိပ်လိုက်ပါနောက်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာupload ဆိုတဲ့နေရာလေးမှာပေါ့နော်အဲ့ဒီအပေါင်းလက္ခဏာနေရာမှာကျွန်တော်တို့လုပ်ချင်တဲ့ဓာတ်ပုံကိုဒီနေရာမှာယူပြရမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒီနေရာလေးမှာထည့်လိုက်မယ်ပေါ့နော်မိတ်ဆွေကဒီကိုရိုက်ထားတဲ့ဓာတ်ပုံကိုထည့်ကျင်တယ်ဆိုလို့ရှိရင်ဒီအပေါ် down လေးမှာမြားလေးအပေါ်လေးထိုးထားတဲ့ပုံစံလေးရှိရပေါ့နော်အဲ့ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ဒီထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့က gallery ထဲသွားပြီးတော့ပဲရွေကျွန်တော်တို့ဓာတ်ပုံကိုကြိုက်တယ်လို့ရွေးလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ gallery ထဲသွားပြီးတော့ရွေးလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ဒီပုံလေးကိုကျွန်တော်ရွေးလိုက်မယ်ဒီလိုမျိုးလေးအဝိုင်းလည်နေပြီဆိုလို့ရှိရင် upload တင်နေရပါတော့ဒီမှာ upload successful ဆိုလို့ရှိရင်အောက်မှာကိုရွေးထားတဲ့ပုံလေးပေါ်လာရပါတော့ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအောက်မှာ generate ဆိုတာလေးရှိပါတယ်အဲ့ဒီ generate ဆိုတာလေးကိုနှိပ်လိုက်ပါဟုတ်ပြီအောက်မှာကျွန်တော်တို့ဒီမှာStudio Gavely filter ဆိုပြီးတော့အောက်မှာပေါ်လာရပါတော့အဲ့မှာကျွန်တော်တို့က ready to start ဆိုပြီးတော့ပြထားရပါတော့အဲဆိုရင်ကျွန်တော်တို့ရာခိုင်နှုန်းလေးတွေရာခိုင်နှုန်းလေးပေါ်လာရပါတော့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာလေးကိုခဏဆောင်ပေးပါသူကနေပြီးတော့ဒီကိုရွေးထားလိုက်တဲ့ပုံနဲ့အနည်းဆက်ဆုံးဖြစ်အောင်သူကဒီ Gavely ကာတွင်းပုံလေးပေါ့နော်ချစ်စရာပုံလေးတွေကိုသူကထုတ်ပေးမှာပဲဖြစ်ပါတယ်ဒီလိုမျိုးလေးအပြာတုံးလေးတွေလဲလာပြီဆိုရင်ကျွန်တော်တို့ကဓာတ်ပုံလေးရသွားပြီပေါ့နော်အဲ့ဒီမှာကျွန်တော်ထောက်ပြီးကြည့်လိုက်မယ်ဒီလိုမျိုးလေးပေါ့နော်ကာတွန်းပုံလေးရသွားပြီပေါ့နော်အောက်မှာနောက်မှာဆိုလို့ရှိရင်လည်း background တွေကလုံးဝကိုပဲနီးစပ်အောင်သူလုပ်ပေးထားရပါတော့ဟုတ်ပြီမိတ်ဆွေကဒီဓာတ်ပုံကိုဖုန်းထဲမှာဆေးထားခြင်းလို့ရှိရင်ဘေးနားက asset 30ကလေးကိုနှိပ်လိုက်ပါတော့နှိပ်ရင်ဒီမှာကျွန်တော်တို့ download ဆိုတာလေးရှိရဲအဲဒီ download ဆိုတဲ့ icon လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီပုံလေးကမိတ်ဆွေတို့ရဲ့ဖုန်းထဲကိုdownload ဆွဲထားပြီပေါ့နော်အပေါ်မှာပြထားရပါတော့ဟုတ်ပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့အတွက်ချစ်စရာကာတွန်းပုံလေးတွေကိုလုပ်တဲ့နည်းကိုပြောပြပေးတော့တာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအမျိုးတွေကိုကျွန်တော်တင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်